မယုံတာမကန်တာဖြစ်နေတဲ့မောင်လေးရဲ့ပါဇက်ထဲကိုမကြီးဖြစ်သူကအသက်လူမဲ့အစိတ်ရည်တွေအတင်းလောက်ထည့်နေပါတယ်။မောင်လေးခများမယုံကန်နိုင်ခင်မှာတင်အနားမှာရှိတဲ့အကူဖြစ်သူကသူ့ကိုခေါင်းတလားထဲချက်ချင်းကောက်ထည့်ပြီးအဟုံးပိတ်လိုက်ပါတော့တယ်။သူတို့ဟာရှော့ကျိုးထူကြီးတွေနဲ့ခေါင်းတလားကိုအသေးချာတုံနောင်ပြီးသူနဲ့တန်မိုးတွေကိုတစ်ချက်ချင်းရိုက်နှက်ပါတော့တယ်။ခေါင်းတလားဖုံးကိုလေးမခိုနိုင်အောင်တန်မိုးတွေအထက်ထက်ရိုက်ပြီးတဲ့နောက်မကြီးဖြစ်သူကအဖေနဲ့အမေခြံထားခဲ့တဲ့ရွှေငွေရတနာတွေအားလုံးဟာအခုတော့ငါနဲ့နင့်အကူအပိုင်ဖြစ်သွားပြီးနင်တည်သွားမှတော့ငါတို့ကိုလာလူမဲ့သူမရှိတော့ဘူးလို့ရေရွတ်နေပါတယ်။သူတို့နှစ်ယောက်ဟာတေချာတုံနောင်ထားတဲ့ခေါင်းတလားကိုထမ်းပြီးရွာပြင်ကသူ့တန်စီကိုအပြေးလွှားတည်ဆောင်သွားကြပါတယ်။မြေချင်းနဲ့တချင်းတူပြီးခေါင်းတလားကိုမြုပ်နှံကမြေကြီးတွေကိုတေချာဖိသိပ်ပစ်လိုက်ကြပါတယ်။မြေပုံကိုတေချာနင်းချပြီးတဲ့နောက်မှာတော့မိသားစုအမွေတွေကိုတယောက်တည်းဝါမျိုးရတော့မယ်ဆိုတဲ့အပျော်တွေနဲ့မောင်လေးဘလို့မှမရှင်းတန်နိုင်တော့ဘူးလို့ယုံကြည်ပြီးလှည့်ပြန်သွားကြပါတယ်။သူတို့ထွက်သွားပြီးတိတ်မကြခင်မှာတင်လူတရက်လောက်ရှိတဲ့ဝင်ပလွေခိုးတကောင်ဟာဆူရှာတဲ့မျက်လုံးတွေနဲ့ဖြည်းဖြည်းချင်းရောက်ရှိလာပါတယ်။ဒီဝင်ပလွေဟာမောင်လေးငယ်စဉ်ကတောင်ပေါ်မှာတေးလူမျောပါဒဏ်ရာရနေတော့ဆေးမိတူတွေနဲ့ကုသပေးပြီးမိမိရဲ့ရိတ်ခါတွေကိုခွဲဝေကျွေးမွေးခဲ့ဘူးတဲ့ဝင်ပလွေဖြစ်နေပါတယ်။ဝင်ပလွေဟာမြေချင်းပေးမှာဝစ်ပြီးအင်းရဲ့တန်မာတဲ့လက်သေးတွေနဲ့မြေကြီးတွေကိုကုတ်ချစ်ကခေါင်းတလားကိုဖော်ထုတ်ပါတော့တယ်။ထက်မြက်တဲ့သွားတွေနဲ့ကျိုးတွေကိုကိုက်ဖြတ်ပြီးတန်မာတဲ့ခန္ဓာကိုယ်နဲ့စောင့်တုံးကတန်မိုးရိုက်ထားတဲ့ခေါင်းတလားဖုံးကိုဖွင့်ချလိုက်ပါတယ်။ဝင်ပလွေဟာခေါင်းငုံပြီးမောင်လေးရဲ့ပါဇက်ထဲကိုအနီရောင်တော်တီတစ်လုံးထည့်ပေးလိုက်တဲ့အခါထိုအတီဟာပါဇက်ထဲမှာတင်အရေးပျော်ပြီးခန္ဓာကိုယ်ထဲကအစိတ်တွေကိုချက်ချင်းပြည့်စင်သွားစေပါတယ်။ဒီဝင်ပလွေကိုမြင်တွေ့ရတဲ့ကန်ထုရှင်နိုင်တဲ့ကံကောင်းခြင်းတွေစက်တိုက်ရောက်ရှိပါစေဗျာ။မောင်လေးဟာဖြည်းဖြည်းချင်းနိုးလာပြီးသူ့ရှိကဝင်ပလွေကိုမြင်တဲ့အခါမျက်ရည်တွေထိုင်ထိုင်ကြကဒူးထောက်အတိမတ်ပြုကျေးဇူးတင်စကားဆိုပါတယ်။ဝင်ပလွေဟာမောင်လေးကိုတောနက်ထဲခေါ်သွားပြီးအဖွားဖြစ်သူမကွယ်လွန်ခင်ကလျှို့ဝှက်မြုပ်နှံခဲ့တဲ့ငွေတင်ကားတွေရိတ်ခါတွေနဲ့အဝတ်ထည်တွေကိုရှာဖွေပေးခဲ့ပါတယ်။မောင်လေးဟာထိုငွေတင်ကားတွေနဲ့မြို့ပေါ်မှာလက်ဖက်ရည်ဆိုင်တေးသေးလေးတစ်ဆိုင်ဖွင့်ပြီးစင်ရသားခီးသွားတွေကိုအခမဲ့ရည်နဲ့လက်ဖက်ရည်တိုက်ကျွေးတဲ့အတွက်ရွာသူရွာသားတွေရဲ့ချီးမွမ်းခြင်းကိုခံရတဲ့သူတော်ကောင်းလေးဖြစ်လာပါတယ်။ဝင်ပလွေကတော့ဆိုင်နောက်ဖေးမှာအမောင်လက်ပုံးကွယ်ရင်ညဘက်ဆိုမောင်လေးကိုတိတ်တဆိတ်စောင့်ရှောက်ပေးနေခဲ့ပါတယ်။တစ်ဖက်မှာတော့အမွေတွေကိုမတရားလူယူခဲ့တဲ့အကိုနဲ့မရီဟာလောင်းကစားတွေလုပ်ရင်းမကြခင်မှာတင်ပိုင်ဆိုင်မှုအားလုံးဆုံးရှုံးပြီးအကျွေးပတ်လဲဝိုင်းသွားပါတယ်။သူတို့ဟာအကျွေးရှင်တွေရဲ့ရိုက်နှက်ခြင်းကိုခံရပြီးလမ်းဘေးမှာသူတောင်းစားဘဝရောက်သွားကြပါတယ်။မောင်လေးရဲ့ဆိုင်ကြောင်းကြားရတဲ့အခါနောက်တရရမယ့်အစာညဘက်မှာဆိုင်ကိုမီးရှို့ပြီးမောင်လေးကိုတက်ကကျန်တဲ့ငွေတွေကိုလူဖို့ကြအစီကြပြန်ပါတယ်။မီးတွေအရှိန်ပြင်းပြင်းတောက်လောင်ပြီးမောင်လေးမီးပုံနဲ့ပိတ်မိနေချိန်မှာတော့ဝင်ပလွေဟာအချိန်မီရောက်လာပြီးမီးကြံတွေကိုဖျက်ကျော်ကမောင်လေးကိုကြောပေါ်တင်ပြီးကဲထုတ်ခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့အရေးပြားတွေကတော့မီးလောင်တရားတွေပြည့်နှက်သွားခဲ့ရပါတယ်။မီးတွေငြိမ်းသွားတဲ့အချိန်မှာတော့ဝင်ပလွေရဲ့ခန္ဓာကိုယ်ကနေအလင်းရောင်တွေထွက်ပေါ်လာပြီးခံရတဲ့လူငယ်လေးတဦးအဖြစ်အသွင်ပြောင်းလဲသွားပါတယ်။ထိုလူငယ်ကငါဟာနင့်ရဲ့ကျေးဇူးကြောင့်လူအသွင်ပြောင်းလဲခွင့်ရတာပါအခုကစားပြီးနင့်ဘေးနားမှာလူသားတဲ့ရောက်အနေနဲ့စောင့်ရှောက်သွားပါမယ်လို့ပြောပါတယ်။မကြခင်မှာတင်တရားရုံးကနေအကိုနဲ့မရီရဲ့မီးရှို့မှုနဲ့မတရားမှုတွေကိုစုံစမ်းသိရှိသွားပြီးသူတို့ကိုနည်းနည်းတန်3000ပေးကတစ်သက်လုံးရွာပြန်ခွင့်မပြုတော့ဘဲပြစ်ဒဏ်ခတ်လိုက်ပါတယ်။မကောင်းမှုပြုရင်မကောင်းကျိုးခံစားရမှာပါပဲ။နောက်ပိုင်းမှာတော့မောင်လေးရဲ့ဆိုင်ဟာပုံမကြီးပွားလာပြီးအသွင်ပြောင်းလဲလာတဲ့လူငယ်လေးကလည်းဘေးနားကနေအမြဲကူညီပေးခဲ့ပါတယ်။သူတို့နှစ်ဦးဟာညီကိုအရင်တွေလိုချစ်ခင်စွာနဲ့စင်ရသားတွေကိုဆက်လက်လူဒန်းဆောင်မခဲ့ကြပါတယ်။ရက်ဆက်ပြီးလောဘကြီးသူတွေဟာမိကုံးမလှဖြစ်ရတတ်ပြီးကျေးဇူးတည်တတ်ပြီးစိတ်ကောင်းရှိသူတွေကတော့ကဘာကြီးရဲ့နှွေးထွေးတဲ့စောင့်ရှောက်မှုကိုခံရမှာဖြစ်ကြောင်းဒီဇလန်လေးကသက်သေပြနေပါတယ်ဗျာ။